Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Labor Day လေးဖြစ်တော့ပိတ်ရက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီစင်ကူနဲ့အရန်မဝေးတဲ့ Lazarus Island ကိုသွားလဲမှာဖြစ်ပါတယ်ဒီ island ကစင်ကူနဲ့လည်းတိတ်မဝေးဘူးစင်ကူကနေဆိုလို့ရှိရင်ကျွန်တော် Marina South ဖေးရပေါ့နော်အဲ့ဒီလေဆိပ်ကနေပြီးတော့ဒီနိုင်ဝက်လောက်တင်မောစီလို့ရှိရင်ရောက်တယ်အဲ့ဒီကျွန်းလေးပေါ်ကိုကျွန်တော်သွားလဲမှာဖြစ်ပါတယ်Marina South ပြီးတော့ပေါ့နော်ဒီကနေပြီးတော့ Axis B ကနေထွက်လိုက်တယ်ဆိုလို့ရှိရင်အခုကျွန်တော်တို့သွားမယ် ticket ဝယ်ရမယ်နေရာကိုရောက်တယ်ပေါ့နော်ဒီမှာထွက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ချမ်းမှာဆိုရင်တော့တင်မောလေးသွားကြည့်ချင်းကြည့်လို့ရတယ်အဲ့ဒါနေပြီးတော့ဆက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သူ့ကျွန်းပေါ်မှာစားဖို့အတွက်စားတော့ဒီမှာဝယ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီကနေပြီးတော့ခါလေးဝယ်သွားတာတော့ကိုပဲရောက်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တွေ့တာကတော့ဘာမှသိပြီးတော့ဒီလိုဆက်စားမရှိဘူး။ဒါပဲစားရတော့ဆက်ပြီးတော့ဘာလို့တော့ဆက်ပြီးအားတော့ကျွန်တော်သိစိတ်ပေါ့နော်။ဒီလိုကိုက ticket ကို online ရမဝယ်တာလို့ဆိုလို့ရှိရင်ဒီမှာလည်း walk-in ဝယ်လို့ရတယ်။ဒီလို ticket ရောင်းနေနေရရှိတယ်။ ticket ရောင်းနေနေရမှာ walk-in ဝယ်လို့ရတယ်။ဒီရှေ့မှာလည်း car parking ရှိတယ်။ဘယ်လိုကိုပါကားနဲ့လာမယ်ဆိုတော့အဆင်ပြေတယ်ဒီ Marina South Pier ကကျွန်တော်တို့ MRT အနီလိုင်းပေါ့နော်အနီလိုင်းအဆုံးထိပဲဆိုတော့ MRT နဲ့လာလို့ရှိရင်တော့ဟိုအဆင်ပြေတယ်ဒါပေမဲ့တကယ်လို့ကိုက Exit A ကထွက်ပြီးလို့ရှိရင်တော့ဟိုဘက်ချမ်းမှာဆိုတော့ Exit A ကထွက်ပြီးလို့ရှိရင်တော့ဒီဘက် Exit B ဘက်ကိုလမ်းပြန်ရှောင်းအောင် Exit B ကထွက်လာရင်တော့ပို့ပြီးတော့အဆင်ပြေတယ် Hello I want to buy the ticket for Lazarus Island. How many? 2 person. $30. 30. Okay. You pay by. Wait. Oh, can you pay with? Yes. Okay. You got to buy water. Huh? Afternoon is quite hot. The Water, weather, huh? yeah, you The buy water we have. You have enough. Okay, the next is 4 o'clock, right? Yeah, Jalakot. Then Thank you. Thank you. Jalakot is here. Jalakot. 12 Then o'clock, we Oh, reach 12. there Okay, thank you. Then we just go down. ကျွန်တော်ဘက်ကိုသွားမယ်ပြေဖို့လို့ရောက်နေပါတော့သူကတနာရီမှထွက်မှာဆိုတော့အခုခဏတော့စောင့်နေခဏနေလို့ရှိရင်တော့ပုံစံထွက်မယ်ပေါ့ပုံစံထွက်လို့ရှိရင်တော့နိုင်ဝက်ဒီနေ့20နိုင်ဝက်တော့စီးပြီးလို့ရှိရင်ကျွန်တော်ဒီနိုင်တော့ရောက်မယ်ပေါ့ phone வந்து பயமா இருக்கு அடுத்து உன்னோட டெஸ்டினேஷன் பாலி போறோம்ကျွန်တော်ပိတ်မကြခင်ဆိုလို့ရှိရင်တော့ရောက်တော့ရပါတော့ရှင်းမှာဘေးနားမှာကျွန်းနေလမ်းမြင်နေတာကျွန်တော်သွားမဲ့ကျွန်းကကြတော့ဒီဘက်ပဲအဖြူရှိတယ်အဲပဲအဖြူတွေကိုမှဝိုက်ပြီးတော့ဟိုဘက်ကိုဆက်သွားမှာဆိုတော့နောက်ထပ်5မိနစ်10မိနစ်လောက်ဆိုရင်တော့ရောက်ပြီရှင်းမှာမြင်နေရဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့စိန်ကျွန်းအိုင်လာပေါ့နော်အခုကျွန်တော်သွားမဲ့ကျွန်းဖြစ်တယ်အရင်တုန်းကလွန်ခဲ့တဲ့2နှစ်ကျော်တုန်းကလာတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနေထားနည်းနည်းလေးပြောင်းသွားတယ်ပေါ့နော်အခုကျွန်တော်တို့ဒီဘုတ်တွေဆိုလို့ရှိရင်လည်းပို့ပြီးတော့အဆင့်မြင့်သွားတယ်ကျွန်တော်တို့အရင်လွန်ခဲ့တဲ့2နှစ်လောက်ကဒီလိုပုံမျိုးတွေနဲ့မဟုတ်ကျွန်တော်တို့ဟိုဘက်ဒီပူလောင်ဝင်ဘက်ကိုသွားတဲ့ရိုးရိုးဘုတ်လေးတွေနဲ့ပေါ့နော်အခုကျတော့တော်တော် upgrade တွေလုပ်ထားတဲ့သဘောရှိတယ် Yeah, yeah.
Saint John Lazaro sister. Everything first. Passenger to Kusu, I transfer. Where? You say you take schedule, right? I will. ကဲအခုတော့ကျွန်းပေါ်ရောက်ပါပြီဒီနေ့ကပိတ်ရက်ဆိုတော့လူတွေကအများကြီးပဲဒါပေမဲ့ကျွန်းကကျွန်တော်တို့နည်းကြီးတော့တော်သေးရပါတော့ဒါကျွန်တော်တို့ခုနကစီးလာတဲ့ boat ferry လေးဖြစ်ပါတယ်ဒီဘက်မှာကျွန်တော်တို့ညဘက်ပေါ့နော်ညဘက်8ရှင်နေဆိုလို့ရှိရင်ဒီဟို van လေးတွေပုံစံမျိုးလေးပေါ့နော်အဲ့ဒီဟာလေးငှားလို့ရတယ်ဒီကောင်ကတညကိုဒေါ်လာ260လောက်ရှိတယ်ဒေါ်လာ260ကြာတော့ကျွန်တော်ကတော့တိတ်ပြီးတော့တန်တယ်လို့မခံစားအောင်တန်တယ်လို့ထင်တဲ့သူတွေကတော့တဲပေါ့နော်သူက1 day ကို1 night ကို260ဝန်းကျင်ပေါ့ကျွန်းကတော့ကျွန်တော်တို့ကြီးတော့ကြီးတယ်ကျယ်လည်းကျယ်ပေါ့နော်ဒါပေမဲ့သူကသူဘက်ကိုကုစုအိုင်လန်ဘက်ကိုစီးမယ်ဆိုလို့ရှိရင်တခါပေါ့ထက်စီရတယ်ပေါ့နော်အခုကျွန်တော်နောက်ကဒီပုတ်တွေဆိုလို့ရှိရင်ဟိုဘက်ကုစုအိုင်လန်ဘက်ကိုသွားမယ်သူတွေပေါ့နော်ကိုကအဲ့ဒီဘက်ကိုပဲဆက်သွားခြင်းတယ်ဒီမှာတောက်လျှောက်မနေဘူးညနေပိုင်းထိမနေဘူးဆိုလို့ရှိရင်တော့ဆက်သွားလို့ရတယ်ပေါ့နော်ထူးဆန်းတာလေးကျွန်တော်ဒီနောက်ကရေတွေပေါ့နော်ရေတွေကလုံးဝဟိုကြီးပြပြီးတော့လေကြီးလင်းနေပါမှိုက်မှလည်းမရှိကျွန်တော်စင်ကူကြိုက်တဲ့အချက်ကလည်းပါတယ်ပေါ့နော်အမြဲတမ်းဒီအင်ဒိုနီးရှားဘက်တို့ဘာလို့ရောက်သွားရဲဆိုလို့ရှိရင်ရေတွေကသူ့ဟာနဲ့သူစိတ်ကမ်းသားမှာဆိုရင်တော့မှပဲအမိုက်တင်နေပြည့်နေတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်လုံးဝကလိုရင်းခတ်ထားတဲ့အတိုင်းပဲကနန်းလေးထင်တယ်